အခုဒီစတုံးလိုက်ထုံတော့ငါပတ်ပြင်းနေရတယ်အေး အန်တီကလို့အရန်တော်တာပဲလို့အရန်ကျွမ်းနေတော့အာဆိုပြီးလိတ်တာအမငယ်ငယ်လေးကကိုယ်တိုင်လုပ်ပေးတာအိမ်မှာအရန်ချီကျူအရန်ပြောဖြစ်တာပေါ့နော်မိန်းကလေးဆိုရင်လူနည်းညံ့တိုက်လေးသဘောကျတယ်ဟိုလာတာဟိုရကြလေးဆိုရင်မမလိုမျိုးမိန်းကလေးမျိုးချစ်တယ်မလေး တက်တာနော်လာလေးချစ်တယ်နော် လာလေးကြတော့နည်းနည်းဟိုရကြားဆန်တာလေးမမလိုနည်းညံ့ကောင်လေးတင်သဘောကျ ညီမလေးကကြားမဆန်ပါဘူး မင်းစီကပြန်တောင်းတော့ လာကိုမရညီမလေးအမကပါဝါပုံမြင့်နေ ဟုတ်ပြန်ပါလားဟုတ်တယ် စပီးကဘာမှကိုမယူတာမဟုတ်ဘူးနဲ့ပြန်တောင်းပြလာဆိုတော့ဖုံးပေဘူးပဲ လိုမပေါ့ထား ဖုံးပေဘူးတောင်မှနည်းနည်းလေးစိတ်လာပြီဆိုဘာလို့သုံးနေရလဲဟုတ်တယ်အဲ့လိုပဲ အမ တောင်းကခတ်တယ်လက်ခတ်တယ်တောင်းပါနော် ဘယ်လိုကြည့်တာဖုန်းဖို့တောင်းလာကြတာ ကြားမီဆွဲချင်တာ